ခုကတော့ Pan Heligon ရဲ့ရေမွေးကို unboxing လုပ်ပါမယ် Mr. Village ကဝယ်လာပါတော့ဆို packing လေးထုတ်ပေးရ Okay တော့ပါလဲဆိုတော့ဆက်ကူလေးပါပဲဆိုတော့တလွားထမ်းပြီးလိုက်တယ်ဒီမွေးရလို့ solar rich နဲ့ဒါရလေးဖြစ်နေ Okay fine so Luna Pan Heligon EDT လေးပေါ့နော်တော့ EDT version ပဲရှိတယ် EDT မရှိ one of the best sellers in my Pan Heligon ဆိုလာလေးပါ Okay right the packaging လေးရအောင်ကောင်း Okay bottle လေးရအောင်ချစ်စရာလေးသူ့ရဲ့ရှည်လေးမှာ ribbon လေးနဲ့ Okay ဖုံးလေးပါနော်ဖြန်းချင်တော့ summer အတွက်ရန်ကောင်းတယ်နန်းကြီးကောင်းဘယ်လိုလေးလဲဆိုတော့ citrus အနံ့လေးနဲ့ပြီးသွားလို့ရှိရင်ဟိုပန်းနံ့လေးနဲ့ပေါင်းထားlongevity ကကောင်းမကောင်းတော့မသိဘူးဒါပေမဲ့အနံ့လေးကအရင်သင်ပြီးတော့ဟိုလိုမျိုးခေါင်းမှုရဲ့အနံ့တွေမှာမပါဘူးအဲ့အောင်ကြိုက်တယ်အားကြောင့်မလို့ဝယ်တာတော့ gift လေးတစ်ခုတော့ပေးလိုက်တယ်ဘာလဲတော့မသိဘူးbold blend ဆိုရယ်ကိုနောက်ဆုံးတစ်ထွက်တယ် tester လေးပေါ့နော်အားလေးလက်ဆန်းကြည့်လိုက်အောင်ဒီတော့အဆန်ဘူးရယ်တော့ကြောင့်နဲ့ဘူဆန်နဲ့အနိုင်ဒါ bold blend ကိုကြိုက်တယ်မှာမပါဟိုပါလေ Pan Heligon ထွက်တဲ့ half fatty အနံ့တော့နည်းနည်းဆန်ပို့ပြီးတော့ strong ဖြစ်တယ်လူနာထက်လေအမေလူနာကတော့အရင် strong မဖြစ်ဘူးသူ့နာတင်းတင်းလေးဟိုဘာနဲ့တူလဲဆိုတော့ရေချိုးပြီးကစားထွက်လာလို့ရှိရင်လို့တင်းတင်းလေးလို့ဟို fresh ဖြစ်အနံ့လေးလို့လို့ကြံထားရဲ့ခေါင်းစပင်းလျှော်ရဲလို့ရေချိုးရဆိုလို့ရှိရင်ထွက်လာတဲ့အနံ့တင်းတင်းလေးနဲ့တူတယ်အားကြောင့်မို့ကြိုက်တယ်ခွဲလိုက်ပုံမှန်ဈေးဆိုလို့ရှိရင်180လောက်ရှိတယ် Mr. Village က135နဲ့ချတာပေါ့နော်ဒါအမြဲတမ်းချတာ Mr. Village က Village price တော့ဒါပေမဲ့ကိုကမင်းရဲ့ဟိုသူ့ရဲ့ VIP card နဲ့တုံးလိုက်တော့15ပေါင်ထပ်ချတယ်120တက်လာလောက်နဲ့ရခဲ့Thank you